အိမ်မရှိတော့တဲ့အိမ်နောက်စုတစုကိုကျပ်သိန်း20နှုန်းနဲ့အင်ဂျီ25အတွက်300တအိမ်တော်ကျပ်သိန်းပြင်အိမ်သုံးပစ္စည်းစတင်လူတန်းခဲ့တဲ့ခိုင်နေဝေမင်္ဂလာပါအမ်ဆန်လီတို့စ်မျိုးကနေကြိုဆိုပါရစေ။ရိုက်တာမင်းသမီးကြီးခိုင်နေဝေကအိမ်မရှိတော့တဲ့အိမ်နောက်စုတစုကိုကျပ်သိန်း20နှုန်းနဲ့အင်ဂျီ25အတွက်ကျပ်သိန်း900အိမ်နောက်စုတစုကိုကျပ်သိန်းနှုန်းပြင်အိမ်သုံးပစ္စည်းစတင်လူတန်းခဲ့ပါတယ်။အမကတော့ရေဘေးသင့်ပြည်သူတွေလက်ထက်ကိုကိုယ်တိုင်သွားရလှူဒန်းရမှုပီတီဖြစ်ရပါတယ်။အလူရှင်တွေယုံကြည်မှုရထားလေမို့ပို့ပြီးယုံကြည်အောင်နေရတယ်။တာဝန်လည်းပို့ကြည့်သွားတယ်။အခုရေဘေးသင့်တဲ့နေပြီးတော့ပြင်မနာပထမအောင်ဆုံးသွားလှူတာပါ။မြေပြင်မှာဖြစ်ခဲ့နေရတွေကြည့်ပြီးလှူဒန်းတာလို့တရုတ်ဆောင်ခိုင်းနေဝင်ကပြောပါတယ်။သူမှရွာနေရာပေါင်းကအိမ်လုံးဝပြိုသွားတဲ့အင်ဂျင်25အတွက်တအိမ်အောင်30နဲ့စုစုပေါင်း300အိမ်အောင်စုတရားအတွက်တအိမ်အောင်ကျပ်သိန်းနှုန်းပြင်အိမ်လုံးပစ္စည်းကိုစတင်ကူညီဝေမျှပေးခဲ့ပါတယ်။အားလုံးပဲပီတီကုသိုလ်လေးတွေပွားများနိုင်ကြပါစေလို့လည်းတရုတ်ဆောင်ခိုင်းနေဝင်ကပြောပါတယ်။ခိုင်နေဝေကယနေ့မနက်စောပိုင်းကနေပြီးတော့ပြင်မနာဘက်မှာအသက်ငယ်လေးပေါ်ကွင်အဝတ်ထဲစားတောက်စားတွေတောရလှူဒန်းခဲ့ရလဲဖြစ်ပါတယ်။ဒါအပြင်တခြားလိုအပ်တဲ့နေရာဒေသတွေကိုတောင်းလှူဒန်းမှာဖြစ်ပြီးပြန်လည်ထူထောင်ရေးအတွက်ထပ်မံလှူဒန်းသွားအောင်မယ်လို့လည်းသိရပါတယ်။ခိုင်နေဝေကကိုဗစ်ကာလမှာလည်းဆွမ်းဆန်းတမန်ပရာဟိတာကိုလှုပ်ဆောင်လာခဲ့သူလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံရှိစွန့်ပစ်ကလေးများစွာကိုလည်းကျွေးမွေးဆောင်ရှောက်ပေးတဲ့ပြည်သူ့ချက်တော်ပရာဟိတာတောင်းလည်းဖြစ်ပါတယ်။ဒီနေ့တော့ဒီလောက်နဲ့ပဲရန်နာပါမယ်။ဆုံးဖြတ်ကြည့်ရှုနာဆင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။